ကျွန်တော်ဘဝမှာတိတ်အရေးကြီးတယ်ကျွန်တော်ပရိသတ်တွေအတွက်အလုံးလုံးချင်ရနင်းနေပြီးတော့တခြားကိစ္စတွေကိုပဲကျွန်တော်ကလိုက်ပြီးတော့ဆောင်ရွက်နေရတာဟာကျွန်တော်ဘဝမှာတစ်သက်လုံးအားပေးခဲ့ကြတဲ့စောင့်ရှောက်ခဲ့ကြတဲ့ကျွန်တော်ပရိသတ်တွေအတွက်မတန်ဘူးလို့ကျွန်တော်ခံစားတယ်သူတို့ကျွန်တော်အားနာဆယ်စုနှစ်ကျော်တစ်ခုလုံးကျွန်တော်ဆောင်ရွက်ခဲ့ပြီဒီလိုအခြေအနေမျိုးတွေဖြစ်ချင်လို့မဟုတ်ဘူးတချင်းတဘို့တောင်ဆုံးအောင်ချက်လို့မရတော့တချင်းလေးချက်မဲ့ချမ်းလိုက်ဖြည့်ရှင်းလိုက်ရဖြည့်ရှင်းရတာကိုဘာမလဲပါဒါပေမဲ့တိတိကြီးနဲ့မဟုတ်မှန်းတိတိကြီးနဲ့ဟုတ်တရားအောင်လုံတရားအောင်တွန်းပို့နေတဲ့ကိစ္စတွေကတော့လွန်ဆုံးပါအရင်တော့ကျွန်တော်အစည်းအရုံးတာဝန်မယူမှာဆိုလို့ဝိုင်းပြီးငိုကြရည်ကြတာဝန်ယူဖို့လုပ်ကြတယ်အခုကျွန်တော်